နွေရာသီမှာအမွှေးရှည်ခွေးကလေးတွေကိုအေးအောင်ဆိုပြီးအမွှေးပြောင်အိတ်တာမျိုးလုပ်သင့်ပါသလားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒေါက်တာစမိုင်းတက်ဆန်စီကူကငါတက်ဆန်စီကူဆရာဝန်ဒေါက်တာစောစရာနိုင်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကခွေးကလေးတွေကနွေရာသီမှာအေးအောင်လို့ဆိုပြီးတော့အမွှေးတွေကရုံတုံးတာပေါ့နော်ကရုံတုံးတာမျိုးအပြောင်အိတ်တာမျိုးကိုလုပ်သင့်လားမလုပ်သင့်လားဆိုတာကိုရှင်းပြပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်လည်းဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်နွေရာသီမှာပူအိုက်လို့ဆိုပြီးမိမိခွေးကလေးကိုအေးအောင်အမွှေးရိပ်အမွှေးတုံးမှုစဉ်းစားနေရင်တော့မိတ်ဆွေရဲ့တေးကိုပြင်ဆင်လိုက်ပါတကယ်တော့ဒါဟာအယူဆအမှားတစ်ခုသာဖြစ်ပါတယ်အမွှေးရှည်ခွေးကလေးတွေရဲ့အမွှေးကိုအေးအောင်လို့အပြောင်ရိပ်တာကမှန်ကန်တဲ့ယူဆမဟုတ်ဘူးဆိုတာကိုရှင်းပြဖို့အမွှေးရှည်ခွေးလေးတွေရဲ့အမွှေးသဘာဝကိုအရင်ဆုံးရှင်းပြပေးပါမယ်အမွှေးရှည်ခွေးကလေးတွေရဲ့အမွှေးကိုအဓိကအားဖြင့်အမွှေးလွှာနှစ်လွှာနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်ပထမလွှာကိုတော့ gut hair လို့ခေါ်ပြီး gut hair ရဲ့အဓိကတာဝန်ကတော့အရေပြားပေါ်ကိုနေအောင်ကြည့်တဲ့မထိတွေ့အောင်ဖုံမုန်းတဲ့ဘက်တီးရီးယားပိုးတွေအရေပြားပေါ်မှာတွဲကပ်ခြင်းမရှိအောင်လှုပ်ဆောင်ပေးပါတယ်ဒုတိယအမွှေးလွှာကိုတော့အနာကုတ်ဟဲအလွှာလို့ခေါ်ပါတယ်အနာကုတ်ဟဲအလွှာရဲ့အဓိကတာဝန်ကတော့ thermal regulation လို့ခေါ်တဲ့အပူချိန်ထိန်းညှိတဲ့လုပ်ငန်းစဉ်ကိုလှုပ်ဆောင်ပါတယ်ဒီအမွှေးလွှာကအပြင်ပလာတဲ့အပူချိန်ကိုအမွှေးတွင်းဝင်အောင်တားဆီးပေးပြီးခန္ဓာကိုယ်ရဲ့အေးဓာတ်ကိုထိန်းသိမ်းကာကွယ်ပေးပါတယ်ဆိုလိုချင်တာကတော့အမွှေးရှိနေတာကမိတ်ဆွေရဲ့အမွှေးရွှေခွေးကလေးကိုအေးမြအောင်ကူညီပေးနေတာပဲဖြစ်ပါတယ်မိတ်ဆွေကအမွှေးရှည်ခွေးကလေးကိုပူမှာပဲဆိုတဲ့စိုးရိမ်စိတ်နဲ့အမွှေးတုံးအမွှေးရိပ်ပေးလဲမှသာလျှင်အမွှေးရှည်ခွေးကလေးတွေရဲ့အပူထင်းချုပ်တဲ့စနစ်ကိုဖျက်ဆီးပြီးခွေးကလေးတွေကအပူဒဏ်ကိုပုံမခံစားရကအပူရှက်တဲ့ပြဿနာတွေပါဖြစ်လာနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေအနေနဲ့နွေရာသီမှာမိတ်ဆွေရဲ့အမွှေးရှည်ခွေးကလေးကိုအမွှေးတုံးပွေးပြစ်မယ်လို့စဉ်းစားထားလို့ရှိရင်ပြင်ဆင်ဖို့လိုအပ်နေပါပြီခင်ဗျာနောက်ပြီးနွေရာသီမှာမိတ်ဆွေရဲ့အမွှေးရှည်ခွေးကလေးကိုအမွှေးညှက်မယ်ဆိုရင်လည်းထိတ်ဆန်စေကူဆရာဝန်ဒါမှမဟုတ် professional ကူမာတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးမှသာညှက်တင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးမိတ်ဆွေတို့အနေနဲ့ဘူးသဒ္ဓတစ်ခုခုရရှိခဲ့မယ်လို့ယုံကြည်ပါတယ်မိတ်ဆွေတို့အကျိုးတူးဆုံးတွေရရှိခဲ့ရင် share ပေးသွားလို့ရပါတယ်နောက်ဗီဒီယိုမှာတော့ဒီထက်ကောင်းတဲ့ content တွေနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်